မင်းကလေးတယောက်ဟာတစ်တော်ထဲမှာချင်းသေးပေါက်လေးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။ဘာလို့ရမှန်းမသိတာနဲ့အိမ်ကိုပဲအရင်ခေါ်လာခဲ့လိုက်တယ်။ဒါပေမဲ့အင်မကတကားပိတ်တော့မဲ့အချိန်မှာပဲသားပေါက်လေးကိုပါဇက်မှာကိုက်ချီထားတဲ့ဂျုံဝက်မာမီဝင်ပုလွေမတကောင်ဟာအိမ်ထဲကိုဝင်လာခဲ့ပါတယ်။အင်မကတော့ဝင်ပုလွေမကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်။ဝင်ပုလွေမဟာအခက်အခဲတစ်ခုခုကြုံတွေ့နေရပုံရပြီးပြန်မထွက်သွားချင်ပါဘူး။အင်မဘာလို့ရမှန်းမသိပဲဝင်ပုလွေပေါက်လေးနှိုးတောက်နေတာကိုပဲငြိမ်ငြိမ်လေးကြည့်နေခဲ့ပါတယ်မထင်မှတ်ပဲချင်းသေးပေါက်လေးကပါလမ်းလျှောက်လာပြီးဝင်ပလွေပေါက်လေးနဲ့အတူနှုတ်ဝင်တောက်ပါတယ်ဝင်ပလွေမကလည်းညင်းပယ်ခြင်းမရှိပါဘူးအမ်မာကဒီမြင်ကွင်းကိုအံ့ဩစွာနဲ့ကြည့်ပြီးဒီတတဝါသုံးကောင်ကိုလောလောဆယ်မွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ပိုင်းရက်တွေမှာဝင်ပလွေပေါက်နဲ့ချင်းသေးပေါက်လေးတို့တဖြည်းဖြည်းကြီးပြင်းလာကြတယ်သူတို့ရှိနေတဲ့အတွက်အမ်မာရဲ့ဘဝဟာပိုပြီးပျော်စရာကောင်းလာခဲ့ပါတယ်သို့ပေမဲ့တရက်မှာတော့အမ်မာစားတောက်ခွေရာတွေဝယ်ဖို့ကျုံးပေါ်ကနေထွက်သွားဖို့လိုအပ်လာခဲ့တယ်ဝင်ပလွေမကဆက်စုကျင်စိတ်နဲ့အမ်မာနောက်ကိုလိုက်သွားခဲ့ပါတယ်လမ်းမှာဝင်ပလွေမဟာမူဆိုးနှစ်ယောက်နဲ့တွေ့ပြီးမေးစေးတနက်နဲ့ပြစ်ခတ်ခံလိုက်ရပါတယ်အမ်မာအိမ်ပြန်ရောက်တဲ့အခါဝင်ပလွေမပျောက်နေတာကိုတွေ့လိုက်ရတယ်သူမအကြာကြီးလိုက်ရှာပေမဲ့ရှာမတွေ့ခဲ့ပါဘူးဝန်ပလွေမှမရှိရင်ကလေးငယ်လေးနှစ်ကောင်ကိုသူမတယောက်တည်းပြုစုစောင့်ရှောက်ဖို့ခက်ခဲလိမ့်မယ်ဆိုတာသူမသိနေပါတယ်ဒါကြောင့်နောက်တစ်နေ့မှာသူတို့ကိုတရိတ်ဆန်ကာကွယ်စောင့်ရှောက်ရေးစခန်းကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲဝန်ပလွေပေါက်နဲ့ချင်းတိပေါက်လေးတို့ဟာတခုခုကိုရိပ်မိသွားပုံရပါတယ်သူတို့ဟာအမ်မာအခန်းထဲကိုတိတ်တဆိတ်ခိုးဝင်လာပြီးသူမဘေးမှာကပ်ပြီးအိတ်နေခဲ့ကြတယ်ဒီအချိန်မှာတော့အမ်မာကဘလောက်ပဲခက်ခဲပါစေသူတို့ကိုတေချာပြုစုစောင့်ရှောက်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အမ်မာရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာဒီကောင်လေးနှစ်ကောင်ဟာမြန်မြန်ဆန်ဆန်ပဲကြီးပြင်းလာခဲ့ပါတယ်။တနေ့မှာတော့သားမီးနှစ်ယောက်ကျုံးပေါ်ကိုအလဲပတ်ရောက်လာခဲ့ကြတယ်။ဝန်ပူလွေနဲ့ချင်းတေးတို့ကသူတို့ကိုမြင်တော့ဆက်စုကျင်စိမ့်နဲ့သူတို့စီပြေးသွားခဲ့ကြပါတယ်။ဒါကိုမြင်တော့အမ်မာကလည်းနောက်ကနေအမြန်လိုက်ပြေးခဲ့တယ်။ဒါပေမဲ့လိုက်ပြေးရင်အမ်မာချော်လဲပြီးကြောက်တုံးနဲ့ခေါင်းဆောင်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ဝန်ပူလွေနဲ့ချင်းတေးတို့ဟာသူမဘေးကိုချက်ချင်းပြေးလာကြတယ်။အမ်မာနိုးလာအောင်စိုးရိမ်ကြဟောက်ပြီးနှိုးကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်တနေ့ရောက်မှလှေငယ်တစီကျွန်းစီချင်းကပ်လာခဲ့ပါတယ်။ဝန်ပုလွေကအကူကြီးတောင်းတဲ့အနေနဲ့အသေးအတန်ဟောက်လိုက်ပါတယ်။လှေပေါ်ကလူကတတိလစ်နေတဲ့အမ်မာကိုမြင်တော့ချက်ချင်းအကူကြီးတောင်းပေးခဲ့ပြီးမကြမီမှာပဲအမ်မာကယ်တင်ခံလိုက်ရပါတယ်။တရိတ်ဆန်နှစ်ကောင်ကသူမဘေးမှာကပ်ပြီးနှွေးထွေးအောင်လုပ်ပေးထားလို့သာမဟုတ်ရင်အမ်မာဟာညဘက်အေးတန်ကြောင့်တေဆုံးသွားနိုင်တယ်လို့ဆရာဝန်ကပြောခဲ့ပါတယ်။အမ်မာကဝန်ပလွေနဲ့ချင်းတေးအကြောင်းမေးမြန်းတဲ့အခါသူမကိုကယ်ထုတ်ပေးခဲ့တဲ့ရွာသားကဝန်ပလွေဟာရှားပါနှင်းဝန်ပလွေ Snow Wolf တကောင်ဖြစ်တာကြောင့်တရိတ်ဆန်ကာကွယ်စောင့်ရှောက်ရေးစခန်းကိုပို့လိုက်ပြီးဖြစ်ကြောင်းနဲ့ချင်းတေးကိုတော့စားကပ်အဖွဲ့စီပို့လိုက်ပြီးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အမ်မာကတရိတ်ဆန်ကာကွယ်စောင့်ရှောက်ရေးစခန်းကိုဖုံးဆက်မေးမြန်းကြည့်တဲ့အခါနှင်းဝန်ပလွေလေးနေကောင်းနေကြောင်းသတင်းရခဲ့ပါတယ်။ဒါကြောင့်သူမဟာချင်းတေးရဲ့သတင်းကိုစတင်လိုက်ရှာခဲ့တဲ့စားကပ်အဖွဲ့အတော်များများကိုဆက်သွယ်ခဲ့ပေမဲ့ချင်းတေးကိုရှာမတွေ့ခဲ့ပါဘူး။တိုက်ဆိုင်ပဲချင်းတိပါလာတဲ့စကကဟာနင်းဝန်ပလွေကိုထိန်းသိမ်းထားတဲ့တရိတ်ဆန်ကာကွယ်စောင့်ရှောက်ရေးစခန်းဘေးကနေဖြတ်တန်းသွားခဲ့ပါတယ်။နင်းဝန်ပလွေဟာလောင်အိမ်ထဲမှာပိတ်လောင်ခံထားရတဲ့ချင်းတိကိုမြင်လိုက်ရတာကြောင့်မြေချင်းတူပြီးထွက်ပြေးခဲ့ပါတယ်။အနံ့ခံပြီးလိုက်သွားရင်းချင်းတိကိုထိန်းသိမ်းထားတဲ့စကစီရောက်သွားခဲ့ပါတယ်။အထဲကိုရောက်အောင်မြေချင်းတူပြီးဝင်သွားခဲ့ပြီးနောက်ဆုံးမှာတော့တငယ်ချင်းဖြစ်သူချင်းတိနဲ့ပြန်လဲဆုံစည်းခဲ့ပါတယ်။သူမဟာတစ်ခတ်တစ်ခုကိုအမြန်ယူလာပြီးလှောင်အိမ်ကိုရိုက်ခွဲဖို့ကြိုးစားခဲ့ပါတယ်။ချင်းတိကလည်းဝိုင်းကူပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်ချင်းတိကတမင်တကာထူဆန်းတဲ့အတန်တွေပေးလိုက်ပြီးနင်းဝန်ပလွေကတော့အနားမှာပုံနေခဲ့ပါတယ်။စားကပ်ပိုင်ရှင်ကချင်းတိထူဆန်းစွာပြုမှုနေတာကိုမြင်တော့စစ်ဆေးဖို့လှောင်အိမ်တကားကိုဖွင့်လိုက်ပါတယ်။ဒါကိုမြင်ချင်းနင်းဝန်ပလွေဟာချက်ချင်းပြေးထွက်လာပြီးစားကပ်ပိုင်ရှင်ကိုလှဲသိပ်လိုက်ပါတယ်။ချင်းတိလည်းအမြန်ထွက်ပြေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နင်းဝန်ပလွေနဲ့ချင်းတေးတို့ဟာအနံ့ခံရင်သူတို့နဲ့တကယ်ထိုက်တန်တဲ့တောအုပ်ကြီးစီကိုအတူတကွပြေးထွက်သွားကြပါတော့တယ်